ယူကရိန်းသမ္မတဇီလန်စကီးနဲ့ဒေါ်နယ်ထရန့်တို့တွေ့ဆုံဆွေးနွေးပြီးနောက်ထရန့်ကရုရှားစီကနေယူကရိန်းရဲ့ပိုင်တဲ့နယ်မြေအားလုံးကိုပြန်လည်သိမ်းယူရန်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ငြိမ်းချမ်းရေးရရှိရန်အလက်စကားသို့ပူတင်ကိုခေါ်ယူကာစည်းရုံးဆိုပြုခဲ့တော်လဲလက်မခံသည့်အပြင်ပိုဆိုးသည့်တိုက်ခိုက်စော်ကားမှုများပါလှုပ်ဆောင်လာသောကြောင့်ယူကရိန်းအနေနဲ့ရုရှားထံမှသိမ်းပိုက်ခံနယ်မြေအားလုံးပြန်ယူနိုင်ကြောင်းရုရှားလေယာဉ်များကိုနေတိုးပိုင်တဲ့အတွင်းသို့ဝင်လာလျင်လည်းပစ်ချသင့်ကြောင်းပြောဆိုသွားခဲ့ပါတယ်။ယူကရိန်းဟာဥရောပရဲ့အကူအညီနဲ့ရုရှားကိုတိုက်ပွဲဝင်နေပြီးသူတို့ဆုံးရှုံးထားတဲ့နယ်မြေအားလုံးကိုပြန်လည်သိမ်းပိုက်နိုင်မယ်လို့ထင်ပါတယ်။ရုရှားကယခုချိန်မှာတော့စက်ကူကြားတသားဖြစ်နေပြီလို့ပြောကြားခဲ့ပါတယ်။ရင်းပြောကြားချက်ကိုရုရှားလုံခြုံရေးကောင်စီဒုတိယအကြီးအကဲဒီမီထရီမက်ဗီဒက်ကသူ့ရဲ့လူမှုကွန်ရက်မှာဒေါ်နယ်ထရန့်ပြောတာတွေနဲ့လက်တွေ့အခြေအနေတွေကဆန့်ကျင်ဘက်တွေဖြစ်နေတယ်လို့ပြန်လည်လှန်ပြောင်ရေးသားခဲ့ပါတယ်။